အခုတစ်ခါမှာတော့ Excel ထဲမှာ data သွင်းထားပြီးတာပေါ့နော်အဲ့ဒီ data သွင်းထားပြီးတာကို data analysis လုပ်လိုက်တဲ့အခါမှာ output က missing value ထွက်လာတယ်ဆိုပါစို့ missing value ဆိုတာကတနည်းအားဖြင့်ပြောရလို့ရှိရင်ကိုယ့်ရဲ့ data ထဲမှာနေရာအလွတ်ဖြစ်နေတာမျိုးပေါ့နော်ဥပမာဒီနေရာမှာဆိုလို့ရှိရင်ဒါဒီ missing ဖြစ်နေတဲ့နေရာတစ်နေရာပေါ့နော်ဒါ missing value တစ်နေရာဖြစ်တယ်ဒါနောက်တစ်နေရာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအလွတ်ဖြစ်နေတဲ့နေရာဘယ်နေရာတွေမှာရှိလဲဆိုတာသိချင်ရင်ဘယ်လိုနည်းလမ်းလေးတွေနဲ့လုပ်လို့ရလဲဆိုတော့နည်းလမ်းအနည်းငယ်ကိုပြောပြပေးမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ data ဒီ item နည်းတယ်ပေါ့ဆိုလိုတာကဒီလို column အရေးအတွက်နည်းတယ်ဆိုလို့ရှိရင်ကတော့ column တစ်ခုချင်းစီကိုတွားပြီးတော့မှ filter နဲ့စစ်လို့ရတယ်ပေါ့နော်ပထမဆုံးအဲ့ဒီ filter နဲ့စစ်တဲ့နည်းကိုပြောပြပေးချင်ပါတယ်ဥပမာဒီနေရာမှာ item 4ရှိတယ်ပေါ့နော်ဒီ item 4မှာ missing value ပါမပါဆိုတော့သိချင်တဲ့အတွက်ကြောင့်မလို့ item 4ရှိတဲ့ဒီ column D ပေါ့နော်ဒီ column D ကိုတစ်ခုလုံးကို select မှတ်လိုက်ပါမယ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာ data ဆိုတာရှိပါတယ်အဲ့ဒီ data တွေက filter ဆိုတာလေးရှိပါတယ်ဒီဟာလေးကိုတစ်ချက်ခေါ်လိုက်မယ်ပေါ့နော်ဒီလိုလေးခေါ်လိုက်တာနဲ့ filter လေးကဒီလိုလေးအယောင်ပြောင်းသွားပြီဆိုတာနဲ့ဒီနေရာလေးမှာဒီလိုမျိုးdrop down arrow ပုံစံလေးပြနေမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီ box ကလေးကြာလာမှာဖြစ်ပါတယ်ဒီ box လေးကြာလာပြီဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်ဒါ select all ပေးထားတယ်ဒါကဏ္ဍတွေအကုန်လုံးပြထားတယ်ဒီဘေးကဒါလေးကိုဆွဲချလိုက်မယ်ဆိုရင်အောက်မှာ blank ဆိုတာလေးရှိပါတယ်ဆိုတော့ဒါတွေအကုန်လုံးကိုမလိုချင်ဘူးပေါ့နော် blank ကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ select all ဖြုတ်မယ်ဖြုတ်ပြီးသွားတော့မှအောက်ဆုံးက blank ဆိုတာကိုပဲဒါအမှန်ချစ်လေးချစ်ပြီးတော့မှ okay နှိပ်လိုက်မယ်ဆိုရင်ဒီနေရာမှာ blank ဖြစ်နေတဲ့အကွက်လေးကဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်3နေရာက blank ဖြစ်နေတယ်ပေါ့နော်အဲ့ဒီ3နေရာကိုကကဏ္ဍနေပြန်ပြီးတော့မှအစားသွင်းပြီးပြီဆိုလို့ရှိရင်ကတော့ select all ဆိုတာလေးကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်ဒါက filter နဲ့စစ်တဲ့ပထမအဆုံးနည်းဖြစ်ပါတယ်ဒီ filter နဲ့စစ်တာဒီ item အရေးအတွက်နည်းတယ်ဆိုလို့ရှိရင်ကတော့ဒါတစ်ခုချင်းစီ column တစ်ခုချင်းစီသွားလို့ရတယ်ပေါ့နော်တကယ်လို့များတယ်ဆိုလို့ရှိရင်ကတော့ filter နဲ့စစ်တာကအချိန်ကုန်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နောက်တစ်နည်းအနေနဲ့ဘယ်လိုစစ်လို့ရသေးလဲဆိုလို့ရှိရင်ဒီ home tab ထဲမှာပေါ့နော်ဒီ home ထဲကိုသွားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီညာဘက်မှာ find and select ဆိုတာလေးရှိပါတယ်သူ့ရဲ့ drop down arrow လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီလိုဟာလေးပြမှာပေါ့နော်ဒါဆိုရင်ဘယ်ကိုသွားရမလဲဆိုရင် go to special ဆိုတာလေးကိုသွားရမှာဖြစ်ပါတယ် go to special ကိုနှိပ်လိုက်တာနဲ့ဒီ box ကလေးကြာလာမှာဖြစ်ပါတယ်ဒီထဲမှာမိမိလိုချင်တဲ့အရာလေးတွေကို command ပေးလိုက်လို့ရတယ်ပေါ့နော်အခုကတော့ blank ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအလွတ်ဖြစ်နေတဲ့နေရာလေးတွေကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ blank ဆိုတာလေးကိုဒါ select ပေးရမှာဖြစ်ပါတယ်ပေးပြီးတော့ okay ဆိုတာလေးနှိပ်လိုက်ရမှာဖြစ်ပါတယ်အဲ့လိုနှိပ်လိုက်တာနဲ့သူဒီကိုယ့်ရဲ့ data set တစ်ခုလုံးမှာရှိတဲ့ blank ဖြစ်နေတဲ့နေရာတွေကိုသူက selection ပေးထားတာဖြစ်ပါတယ်ဒီအနေထားတိုင်းကိုပဲ color တစ်ခုလောက်ခြယ်ပေးလိုက်လို့ရှိရင်ဒါတိတာထင်ရှားတယ်ပေါ့နော်ဒီအနေထားတိုင်းကိုမှလွတ်တဲ့နေရာမှာထောက်လိုက်မယ်ဆိုရင် selection ပြုတ်သွားမယ်ပေါ့နော်ဒါကြောင့်မလို့ဒီအနေထားတိုင်းကိုပဲဒီအကွက်လေးထဲမှာ color လေးတစ်ရောင်လောက်ခြယ်လိုက်မယ်ပေါ့နော်ဒီရောင်လေးခြယ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီsheet တစ်ခုလုံးမှာရှိတဲ့ blank ဖြစ်နေတဲ့နေရာပေါ့နော်ဒါသူကဒီတစ်ခုတော့ရှိတာပေါ့ data မသွင်းထားတဲ့နေရာအလွတ်တွေမှာလည်းသူကအရာကိုခြယ်ပလိုက်မှာပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူးပေါ့နော်ကိုယ့်ရဲ့ data set ထဲမှာပဲကြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ data အလွတ်တွေကဘယ်နေရာတွေမှာရှိလဲဆိုတာလေးကိုဒါထင်ထင်ရှားရှားမြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီနေရာလေးတွေကိုလိုက်ပြီးတော့မှအစားထိုးလိုက်မယ်ဆိုလို့ရှိရင်ဒါ missing value ကိုဖြည့်ရှင်းတဲ့နေ့တစ်နေ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ missing value ရဲ့အရေးအတွက်ကိုသိချင်တယ်ပေါ့နော်ကိုယ့်ရဲ့ data set ထဲမှာရှိတဲ့ missing value အရေးအတွက်ဘယ်နှလုံးလောက်များဘယ်နှနေရာလောက်များရှိတယ်လဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင် function လေးတစ်ခုကိုသုံးလို့ရပါတယ်အဲ့ဒီ function ကတော့ဒီလွတ်တဲ့နေရာလေးမှာတစ်ချက်ထောက်လိုက်မယ်ပေါ့နော်ဒီနေရာလေးမှာ function ရေးပြပါမယ်အဲ့ဒီ function က equal count blank ဆိုရဲ function လေးဖြစ်ပါတယ်ဒီနေရာမှာပေါ့နော် count blank ဆိုတာလေးပေါ်လာပြီဆိုရင်သူ့ကိုနှစ်ချက်နှိပ်လိုက်ပါ double click နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာ range ဆိုတာလေးရှိပါတယ်ဒီ range ကကိုယ့်ရဲ့ data set ရဲ့ဘယ်နေရာကနေဘယ်နေရာအထိဆိုတာလေးကိုသတ်မှတ်ပေးလိုက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီအနေအထားတိုင်းကိုမှမိမိရဲ့ data set ကိုပြန်သွားပြီးတော့မှဥပမာဒီ item 1ကနေပြီးတော့မှဒီနေရာမှာမြင်တွေ့နေရတဲ့ item 23အထိပေါ့နော် range သတ်မှတ်ပေးလိုက်မယ် range သတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်
သူကဒီနေရာလေးမှာ range ရဲ့အနောက်မှာ green ပိတ်လေးပါတယ်ပေါ့နော်ဆိုတော့လက်သေးကွင်းလေးတစ်ချက်ပိတ်လိုက်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင် enter နှိပ်လိုက်ရမှာဖြစ်ပါတယ် enter နှိပ်လိုက်မယ်ဆိုရင်သူဒီကိုယ့်ရဲ့ data set ထဲမှာ missing value ဖြစ်နေတဲ့နေရာဒီ16နေရာဖြစ်တယ်ဆိုတာလေးကိုသူဖော်ပြပေးမှာဖြစ်ပါတယ်အခုပြပြသွားတဲ့နည်းလမ်းတွေဒီကိုယ့်ရဲ့ data set ထဲမှာ missing value ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီ missing value လေးတွေကိုဘယ်လိုမျိုးစစ်ဆေးလို့ရတယ်ဆိုတဲ့နည်းလမ်းအချို့ကိုပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်